hybrid inverter အခေါ်နဲ့ on off grid inverter အခေါ်လေးတွေအကြောင်းကိုနည်းငယ်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ hybrid လို့ပြောလိုက်ရင်ဒါတချို့ကဒီ on off grid နှစ်ခုစလုံးရတယ်ပေါ့ on grid ကော off grid ကောနှစ်ခုစလုံးအလုပ်လုပ်နိုင်ရင်ဒါ hybrid လို့ခေါ်တဲ့လူတွေလည်းရှိတယ်ခေါ်တဲ့ company လည်းရှိတယ်တချို့က solar controller နဲ့ဒီ inverter နဲ့ပေါင်းဆက်ထားလို့ hybrid လို့ခေါ်တာလည်းရှိတယ်ဒါကတော့အခေါ်တွေဖြစ်တဲ့အတွက်ကြောင့်ပုံသေးမှတ်မနေပါ hybrid ဆိုတာသူခေါ်ကားတွေမှာလို့ပေါ့အခု Artiga hybrid နဲ့တခြား hybrid တွေနဲ့မတူသလိုမျိုးပဲเนาะသူ့ဟာတွေသူခေါ်ချင်တာခေါ်တာပေါ့အဲဒီပုံစံမျိုးပါပဲအဲ့တော့ hybrid ဆိုတာကိုတော့အသိကောင်းနေမထက်နဲ့ဒါပေမဲ့ on off grid နဲ့ off grid နဲ့ကွာခြားချက်ကလေးကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်အရင်ဦးဆုံးဒီ on grid အကြောင်းလေးအရင်ရှင်းမယ်အဲ့တော့ on grid ဆိုတဲ့အဓိပ္ပာယ်ကအဓိကဒီကျွန်တော်တို့ solar ရဲ့ power တွေကို grid line ပေါ်ကိုပြန်ပြီးတော့ပေးဖို့အတွက်ထုတ်လုပ်ထားတာဖြစ်ပါတယ်အဲ့တော့ grid ရှိမှသာအဲ့ဒီ inverter တွေကအလုပ်လုပ်နိုင်တယ်ကျွန်တော်တို့နိုင်ငံမှာအသုံးအလွန်နည်းပါတယ်။ဘာကြောင့်လဲဆိုတော့ grid ပေါ်ပြန်တင်လို့ကျွန်တော်တို့ပတ်စံမှာမရတဲ့အတွက်ကြောင့်ဒါသုံးတဲ့သူတော်တော်နည်းပါတယ်။ off grid ဆိုတဲ့အဓိပ္ပာယ်ကတော့ဒီ EPC မရှိလဲရတယ်ပေါ့ဗျာ။ on grid မှာ EPC မရှိရင် power ဖွင့်လို့မရဘူး။ off grid မှာ EPC မရှိလဲ power ဖွင့်လို့ရတယ်။ဒါပဲ။အဲ့တော့တချို့ကဒီ on grid ကော off grid ကောနှစ်မျိုးသလုံးပါတဲ့ဟာတွေကိုဒါ hybrid လို့ခေါ်ကြတယ်ဆိုတော့တကယ်ဒီနေ့မြန်မာပြည်မှာအများဆုံးသုံးနေတဲ့ hybrid inverter အများစုမှာ on off grid မရတဲ့ inverter များပါတယ်เนาะအဲ grow တောင်မှနောက်ပိုင်းဟာတွေမှာမပါတော့ဘူးဖြစ်တယ် Revo 2တုန်းကဒီ budget series တွေထဲမှာ Revo 2တုန်းကတော့ on off grid အမှန်ရတယ် grid ပေါ်ကိုလည်းကျွန်တော်တို့ပြန်တင်လို့ရတယ်ဒါကတော့ on off grid ဆိုတဲ့ဟာကဒီ on grid function ရော off grid function ရောနှစ်ခုစလုံးပေါင်းပြီးထည့်ပေးလိုက်လို့ဒါ on off grid လို့ခေါ်တာအဲ့တော့ on off grid ကိုမှ hybrid လို့ခေါ်တဲ့သူတွေကြတော့ဒီ on off grid မပါတော့ရင်တော့ off grid လို့ပဲပြောမှာပေါ့ဒါဆိုရင် on off grid အကြောင်းလေးကိုပြန်ပြီးတော့ရှင်းကြည့်ရရင်ဒီနေ့ခေတ်စားနေတဲ့ DA inverter တွေရဲ့အလုပ်လုပ်ဆောင်ပုံလေးကနော် solid လဲဒီတိုင်းပဲသူတို့နှစ်ခုကသဘောတရားတူတယ်ပေါ့ကျွန်တော်တို့က EPC ကနေပြီးတော့ဝင်လာရင်ကျွန်တော်တို့အဆောက်အဦတွေကိုဒါလုတ်ကိုသွားမှာဖြစ်ပါတယ်အလုပ်ကိုသွားမှနေရာကနေပြီးတော့တခါဒီ on off grid inverter တက်ထားတဲ့အခါမှာ inverter တွေကိုလည်းဝင်မယ်ပြီးသွားရင် inverter output ကလည်းတိကျတစ်လိုင်းရှိတယ်ဒီလိုနှစ်လိုင်းမှာသူက on off grid ရနေတဲ့အတွက်ကြောင့်ကျွန်တော်တို့က EPC ဘော်ကိုပြန်ပြီးတော့ power တွေပြန်လွှတ်ပေးခြင်းတယ်ဆိုလို့မြင်ရင်လည်းပြန်လွှတ်ပေးလို့ရတယ်အဲ့လိုမှမဟုတ်ဘူး EPC ကိုကျွန်တော်တို့ကမပေးဘူး 0 export ထားမယ်ဆိုပေမဲ့လည်းမိလာနေတဲ့အချိန်မှာဒီဘက်လောက်အုပ်စုအတွက်ကိုဒီ solar power နဲ့ EPC နဲ့ပေါင်းပြီးတော့ဒါပေးလို့ရအောင်လို့လည်းစီစဉ်ထားပေးသေးတယ်เนาะဒီ inverter output ကတော့တာမန် inverter အတိုင်းပဲအသုံးပြုလို့ရနေမှာဖြစ်ပါတယ်เนาะ inverter output ကတော့သူ့ဖာနေသူပုံမှန် inverter လေးတွေသုံးလို့ရမှာဖြစ်ပါတယ်ယနေ့ထွက်လာတဲ့ off grid inverter ဆိုတာကဒီပိုင်းကြီးကိုဖြုတ်ပလိုက်တဲ့သဘောပဲဒီမှာ EPC ကဝင်လာရင်ဒီထက်ကနေဖြတ်ပြီးတော့ပဲလုတ်ကိုသွားတော့မယ်ဒီမှာ0 export setting တွေ on grid setting တွေသုံးလို့မရတော့တဲ့အတွက်ဒီဘက်ကလုတ်ကို inverter ကနေ power ပေးလို့မရတော့ဘူးဒီလုတ်ကို inverter ကနေ power ပေးတဲ့စနစ်မရှိတော့ဘူးဒါပဲကွာသွားတာအဲ့တော့တခြား grow လို inverter တွေနဲ့လုတ်ဆောင်မှုတွေတူမယ် efficiency တွေပါလေကွာသွားလားဆိုရင်ဘာမှမကွာသွားဘူးပုံတူတူပဲအဓိကတော့ကျွန်တော်တို့ကဒီ on grid နဲ့သက်ဆိုင်တဲ့ function တွေကိုဖြုတ်ချလိုက်တယ်ဒီဟာလေးပဲကွာသွားတာပါတခြားကွာခြားချက်တွေအများကြီးမရှိပါ